ဒါကိုတင်ယုံကြည်မှယုံပါလိမ့်မယ်ဒါပေမဲ့ကုန်ချတဲ့လုပ်ငန်းစဉ်ပုံမမြန်ဆန်ထီရောက်စေဖို့အတွက်ဒီလူတွေကယထာရွက်တစ်ခုလုံးကိုပြောင်းပြန်လှန်ပေးတာပါဒီလိုလုံနိုင်အောင်ဖန်တီးပေးထားတဲ့စက်ကိုတော့ rotary car dumper လို့ခေါ်ပါတယ်ကြောင်မီသွေးမဲ့တန်ရိုင်းလိုမျိုးအမြောက်အများရှိတဲ့ကုန်ပစ္စည်းတွေကိုအလင်းအမြန်ချနိုင်ဖို့ဒီဇိုင်းထုံထားတဲ့ရေယာမစက်မှုလုပ်ငန်းတုံးစနစ်တစ်ခုဖြစ်ပါတယ်လူအများစုရဲ့ပထမဆုံးတွေးမိမဲ့အရာကဒီလောက်လေးလံတဲ့ယထာရွက်ကြီးကိုတိုက်ရိုက်ကြီးပြောင်းပြန်လှန်တယ်လို့ရနိုင်ပါမလားဆိုတာပါပဲအဖြေကတော့ရပါတယ်လုပ်ငန်းစဉ်စတင်တဲ့အခါယထာကဒန်ပါတဲ့ကိုဖြည်းဖြည်းချင်းဝင်ရောက်သွားပြီးအဲ့ဒီမှာယထာရွက်ကိုကြီးမားတဲ့စက်ပိုင်းဆိုင်ရာတိစောက်မှုကြီးကလုံခြုံစွာဖမ်းဆုပ်ထားပါတယ်အဲ့ဒီနောက်စနစ်တစ်ခုလုံးကစတင်လေပတ်ပြီးယထာရွက်ရောသူ့အထက်မှာရှိတဲ့ကုန်ပစ္စည်းတွေကိုပါပြောင်းပြန်နှီးပါအနေထားထိလှန်ချပစ်လိုက်ပါတယ်ဒါဆိုရင်ကုန်ပစ္စည်းတွေကိုယထာရွက်ရဲ့အောက်ခြေကနေပဲဘာလို့မချတာလဲဘာလို့လဲဆိုတော့ဒီယထာရွက်အများစုမှာအောက်ခြေကနေကုန်ချစနစ်မပါဝင်လို့ပါပဲပြီးတော့ကြောင်မီးတွေဒါမှမဟုတ်တန်ရိုင်းတွေတင်ဆောင်လာတဲ့ယထာတစီမှာယထာရွက်ပေါင်း100ကျော်ပါဝင်နိုင်ပါတယ်လူအင်အားသို့မဟုတ်တာမန်ကရိယာတွေကိုအသုံးပြုပြီးတတွဲချင်းစီကိုကုန်ချနိုင်မယ်ဆိုရင်အချင်းကုန်ဒီအရန်ကိုနှောင့်နှေးကြံ့ကြစေပါလိမ့်မယ် rotary car dumper တဲ့အကြီးမားဆုံးအားသာချက်ကတော့အမြန်နှုံးပါပဲအချင်းတို့အထွေးမှာတင်ယထာရွက်တစ်ခုလုံးကိုအလွတ်ဖြစ်အောင်လုပ်နိုင်ပါတယ်ကြောင်မီးတွေနဲ့တန်ရိုင်းတွေဟာမြေဆွဲအားကြောင့်ချက်ချင်းဆိုသလိုအောက်ကိုကျသွားပြီးအဲ့ဒီကနေတဆင့်အောက်ပတ်မှာရှိတဲ့ကုန်တင်ကားဘတ် conveyor system တွေကတဆင့်စိတ်ကန်းတွေစီကိုတည်ဆောင်သွားပါတယ်